သောခါတော်ဘဂဝါတော်ဓမ္မောသန္တိတိကောအာဂါလိကောအေဟိပတ္တိကောဩပနေယိကောပစ္စတံဝိရိတဘောဝိညုဟိတိဘဂဝါတာမြတ်စွာဘုရားသည်အခါတော်ဟောကြားတော်မူသောဓမ္မောတရားတော်သည်သောခါတော်ကိလေသာငြိမ်းချမ်းကောင်းမွန်မှန်ကန်စွာဟောအပ်သောတရားတော်မြတ်ပါပေတကားတန်တေတိကောကျင့်ကြံအားထုတ်လျင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားအာဂါလိကောအချိန်အခွင့်မဆိုင်လင့်မဲ့အသင့်လွင်ငင်းချစ်ချင်းအကျိုးပေးတတ်သောတရားတော်မြတ်ပါပေတကားအေဟိပတိကောလာပါကြည်လေပါဟုကျင့်ကြံအားထုတ်ရန်ဖိတ်မှန်တိုက်တွန်းတိုက်သောတရားတော်မြတ်ပါပေတကားဩပနေယိကောမိမိတန်တ၌တည်အောင်ကျင့်ဆောင်တိုက်သောတရားတော်မြတ်ပါပေတကားဘေဇတံဝေရိတဘောဝိညုဟိတရားမြင်သိသည့်ပညာရှိရှိပါအရိယာများသာလျင်ကိုယ်တရားနှင့်ကိုယ်အသိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဒွေခါတာအစရှိသောဤဂုဏ်တော်6ပါးနှင့်ပြည့်စုံတော်မူသောမေလေးပါးဖို့လေးပါးနိဗ္ဗာန်ပရိယအဖြင့်10ပါးသောတရားတော်မြတ်ကိုဘုရားတပည့်တော်သည်ယုတ်သေးမြတ်နိုးလက်ဆုံမိုး၍ရှ िख ိုးပူဇော်ပူမျော်မှန်လျှော့ကြတော်ပါ၏မြတ်စွာဘုရား